ဒေါ်လာအင်ကန်နဲ့ဒေါ်လာဝင်ငွေတွေကိုဘယ်လိုရခဲ့လဲဆိုတာဒီဗီဒီယိုလေးကနေအသေးစိတ်ပြပြပေးသွားပါမယ်ဆိုရင်မပြောပြခင်မှာဒီလုပ်ငန်းဒီ business တွေကိုဝင်ခဲ့တာဘာလို့ဝင်ခဲ့တာလဲဘယ်လောက်ခုနှစ်ရှိပြီလဲဆိုတာကိုအခုဒီဗီဒီယိုလေးရ share လုပ်ပေးပါမယ်ဆိုတော့ဥစားပထမ first of all ဒီလုပ်ငန်းနဲ့ဝင်တာက9နှစ်ရှိပါပြီဆိုဒီလုပ်ငန်းနဲ့မဝင်ခင်မှာသူများတွေလုပ်တာကိုတွေ့ရတယ်တွေ့ရတော့လေ့လာပြီးတော့ online ပေါ်မှာတင်နန်းတွေရှိတယ်တင်နန်းတွေရှိတော့ဒီဆရာကိုတွားတွေ့ပါတယ် international မှာ millionaire ဖြစ်နေတဲ့ဆရာသူကိုတွားတွေ့တယ်သူရှိကနေပြီးတော့ course ကိုတက်လိုက်တယ်မြန်မာနိုင်ငံဘယ်ဆရာနဲ့မှတစ်ခါမှမသင်ခဲ့ဘူးအဲ့ဆရာနဲ့ပဲသင်ခဲ့ဘူးလေဆိုတော့လိုရင်းတို့ရှင်းမယ်ပြောလိုက်မယ်ဒီတင်နန်းကိုတက်ခဲ့တဲ့တင်နန်းကround about 50 60လောက်တော့တန်မိုးရှိရပေါ့နော်ဒါပေမဲ့အခုဒီအကောင့်လေးကို like and follow လုပ်ထားပေးပါပြီးတော့ဒီလုပ်ငန်းအကြောင်းကိုစိတ်ဝင်စားလို့ရှိရင်ဒီ course ကိုကိုသင်ခဲ့တဲ့ course ကို free ပေးမှာဖြစ်ပါတယ်အားလုံးပဲနောက်ရဲ့ video ထဲမှာဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ content တွေကိုဆက်လက်သင်ပေးသွားပါမယ်ဆိုတော့လုပ်ငန်းလေးကတော့ forex trading ဖြစ်ပါ